ဆယ်ယောက်ကစားဖို့မှာကောင်းမွန်ခဲ့တဲ့ချဲစီကို17ယောက်ချင်းမှာနိုင်ဝဲရမယ်လို့ပြောရလားပရိသတ်များလုံးမိတ်ပါပါဗျာတင်းဝင်လေးည17နာရီမှာကစားခဲ့တဲ့ချဲစီနဲ့အာဆင်နယ်ရဲ့လန်ဒန်နာဘီမှာချဲစီတင်အားကစားသမားတယောက်ရောခဲ့ပေမဲ့လည်းအနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့အာဆင်နယ်အသင်းထံမှအဖို့တန်ရမှတ်တမတ်ကိုရောက်နိုင်ခဲ့ပါတယ်ဒီဝဲစင်မှာအများမြင်ခဲ့သလိုပါပဲချဲစီအသင်းကအကောင်းဆုံးကစားနိုင်ခဲ့ပြီးအာဆင်နယ်အသင်းကညံပြင်းလွန်းခဲ့လို့ဆိုကြတာပါဒါဆိုရင်တော့အမေးချာတစ်ခုရှိပါတယ်ချဲစီအသင်းကစားသမားတူမရောခဲ့ဘူးဆိုရင်ချဲစီအသင်းဒီဝဲကိုအနိုင်ရလိမ့်မယ်လို့ပြောရသလားလူတိုင်းဟာစိတ်ရဲ့စေခိုင်းရာစိတ်ရဲ့စင်ညအနာကိုလိုက်ပြီးလှုပ်ဆောင်နေကြတာပါစိတ်ရဲ့ခိုင်းစီဟာညှို့ကြားအနာကိုအုံနောက်ကစဉ်းစားတွေးခေါ်ပြီးလှုပ်ဆောင်နေကြတာမဟုတ်ပေဘူးလားဒါကြောင့်ချဲစီအသင်းကို17ဦးဖြစ်သွားချိန်မှာကစားပုံကောင်းခဲ့တယ်ဆိုတော့17ယောက်ချင်းရှင်ကစားပဲဆိုရင်ချဲစီအသင်းဒီလိုကောင်းနိုင်ပါဦးမလားချဲစီအသင်းဟာအဲ့ဒီပွဲစဉ်မှာတယောက်ရော့သွားခဲ့တဲ့အခြေအနေကသူတို့အသင်းအတွက်ပိုကောင်းသွားခဲ့ပြီးဆေးရပိုင်းကိုလည်းနှစ်ဆလောက်မြင့်တက်သွားစေခဲ့ပါတယ်ချဲစီအသင်းဟာပွဲကစားချိန်38မိနစ်မှာကိုင်းစီလိုအနီကပ်ပြသခံလိုက်ရပါတယ်ဒီလိုနေထားမျိုးမတိုင်ရင်ချဲစီအသင်းကပွဲကိုဘလောက်စိုးမိုးနိုင်ခဲ့တဲ့ပွဲကိုဘလောက်ထိထိန်းချုပ်နိုင်ခဲ့တဲ့ဒီလိုအကြောင်းတွေကိုပွဲကြည့်တဲ့သူတိုင်းသိခဲ့ကြမှာပါချဲစီအသင်းဟာ17ယောက်ကနေအနေထားထက်10ယောက်အနေထားမှာပိုကောင်းခဲ့တာကိုလူတိုင်းသိမြင်ခဲ့ကြတာပါဒီလိုရာစိတ်သက်ပိုင်းပုံမမြင့်တင်နိုင်ခဲ့တဲ့ချဲစီအသင်းရဲ့ရည်ချင်းဟာပုံမမြင့်တက်သွားစေခဲ့တာပါချဲစီအသင်းဟာအဆင့်နေရာလောက်ထိတက်လာနိုင်ခဲ့တယ်ဆိုတာကိုတော့အသိမှတ်ပြုရမှာပါဒါပေမဲ့လည်းချဲစီအသင်းအနေနဲ့ဒီလိုပုံစံမျိုးမှာစူပလာရလောက်ပြီလို့ဆိုနိုင်မလားလူတော်များများရဲ့ထင်ကြီးရာချဲစီအသင်းရဲ့အာဆင်နယ်ကိုရင်ဆိုင်သွားခဲ့တဲ့ခြေစွမ်းဟာတပွဲတိုးအကောင်းဆုံးခြေစွမ်းမျိုးဖြစ်နိုင်တာပါ။ဘာကြောင့်လဲဥပမာတစ်ခုကိုပြရမယ်ဆိုရင်ဒီဟာဒီအစပထမပြတ်မှတ်ပွဲစဉ်ဖြစ်တဲ့အာဆင်နယ်ကို United တို့အိမ်ကမှကန်ပြီးတကိုးနဲ့ကန်ပြီးရှုံးခဲ့ပါတယ်။အဲပွဲစဉ်မှာ United ရဲ့ခြေစွမ်းဟာတကယ်ကိုကောင်းမွန်ခဲ့တာပါ။ United အသင်းဟာအာဆင်နယ်လိုအသင်းနဲ့ဖြစ်နေလို့ရှုံးခဲ့တာပါ။အဲဒီနေရာမှာတခြားအသင်းသာဆိုရင် United တို့နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ပွဲစဉ်မှာ United တို့ကျမ်းမီလေလို့ချီးကျူးခဲ့ကြပါတယ်။ဒါပေမဲ့ United အသင်းရဲ့အခုခြေစွမ်းဟာဘလိုအနေထားကိုရောက်နေလဲ။ဒါကြောင့် Chelsea အသင်းရဲ့တပွဲတိုးခြေစွမ်းတစ်ခုတည်းနဲ့ကောင်းမွန်နေဆိုတာကိုတော့အသိမှတ်ပြုနိုင်ပေမဲ့ Chelsea အသင်းလာမယ့်ပွဲစဉ်တွေမှာ share ချမ်းပြီးတားမြစီမြဖြစ်ကုန်တော့မယ်ဆိုပြီးပြောနေကြတာတွေကတော့တရားလုံးအနေထားလို့ပဲဆိုရမှာပါ။ Chelsea အသင်းကတော့လာမယ့်ဂျားရက်မှာLeeds United အသင်းနဲ့ကစားရမှာပါ။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထိုးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်လာမယ့်ဗီဒီယိုတွေမှာတော့ပရိသတ်တွေနဲ့ပြန်လည်ဆုံစည်းချင်ပါတယ်။